ရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ HH Channel ကအစီအစဉ်တစ်ခုဖြစ်တဲ့ Movie Recap အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီအစီအစဉ်မှာဆိုရင်လက်တလုံး Social Media မှာနာမည်ကြီးပြီးတော့ hit ဖြစ်နေတဲ့ရုပ်ရှင်ဇာတ်လမ်းတွေအကြောင်းနဲ့ HH ကနေတပတ်အတွင်းပြသသွားတဲ့ရုပ်ရှင်ဇာတ်လမ်းတွေကမှလူကြိုက်များပြီးတော့စိတ်ဝင်စားမှုရရှိထားတဲ့ဇာတ်လမ်းလေးတွေအကြောင်းကိုပြန်လည်စုစည်းပြီးတော့တင်ဆက်ပေးသွားမယ့်အစီအစဉ်လေးပဲဖြစ်ပါတယ်ဒီတပတ်အစီအစဉ်လေးရဲ့အစမှာတော့ဒီအပိုင်းနဲ့ထွက်ရှိလာပြီးတော့အရန်ကိုမှလူကြိုက်များနေတဲ့ One Life Gave You Tangerine 2025 ဇလန်ရဲ့အသေးစိတ်အကြောင်းကိုဖော်ပြပေးသွားမှာပါဒီဇလန်တွဲဟာဆိုရင်1950ခုနှစ်တွေရဲ့ဂျေဂျူးကျွန်းမှာဇက်အိမ်တဲထားတာပါအဲ့ဒီအချိန်ကဂျေဂျူးကျွန်းဟာစစ်ပွဲပြီးခါစားဖြစ်ပြီးတော့စည်ရဲမွဲတေမှုတွေခက်ခဲကြမ်းတဲ့ဘဝအခြေအနေတွေနဲ့ရုန်းကန်နေရတဲ့အချိန်မျိုးဖြစ်ပါတယ်အဓိကဇက်ကောင်တွေကတော့အဲဆွန်ဟာဂျေဂျူးကျွန်းမှာမွေးဖွားပြီးတော့ကြီးပြင်းလာတဲ့မိန်းကလေးတစ်ယောက်ပါသူမဟာစိတ်အားထက်သန်ပြီးတော့အိမ်မက်တွေအပြည့်နဲ့မိန်းကလေးတစ်ယောက်ပုံစံပဲဖြစ်ပါတယ်။သူမရဲ့မိသားစုဟာစင်ရန်တွန်းပါပြီးတော့သူမကလည်းပညာရေးကိုဆက်လက်သင်ယူဖို့အခွင့်အရေးမရှိခဲ့ပါဘူး။ဒါပေမဲ့သူမဟာအမြဲတမ်းအကောင်းမြင်စိတ်ရှိပြီးတော့ဘဝကိုအကောင်းဆုံးဖြတ်သန်းဖို့ကြိုးစားနေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။နောက်ထပ်စကောင်လေးကတော့ခွန်ရှစ်ပါခွန်ရှစ်ဟာအက်ဆွန်ရဲ့ငယ်တငယ်ချင်းမှာသူကတင်ငင်ပြီးတော့စိတ်ရှိတဲ့လူငယ်လေးတစ်ယောက်လည်းဖြစ်ပါတယ်သူကအက်ဆွန်ကိုငငယ်လေးကလေးကချစ်ခင်မျက်နှာခဲ့ပြီးတော့သူမရဲ့အိမ်မက်တွေကိုအမြဲတမ်းအားပေးထောက်ခံခဲ့တဲ့သူပါသူကအက်ဆွန်အတွက်ဆိုရင်ဘာမဆိုလုပ်ပေးဖို့အသင့်ရှိတဲ့လူငယ်လေးတစ်ယောက်ပါဇလန်ကြောင့်ကတော့အက်ဆွန်နဲ့ခွန်ရှစ်တို့ဟာငငယ်လေးကလေးကအတူဇလန်အကြောင်းအရာကတော့အဲဆွန်နဲ့ခွန်ရှစ်တို့ဟာငငယ်လေးကလေးကအတူတူကြီးပြင်းလာကြပြီးတော့တယောက်နဲ့တယောက်ရှင်းနေတဲ့ဆက်ဆံရေးမျိုးပါအဲဆွန်ဟာမြို့ကြီးမှာပညာသင်ယူပြီးအောင်မြင်တဲ့လူတစ်ယောက်ဖြစ်ဖို့အတွက်အိမ်မက်မှတ်ထားတဲ့သူပါဒါပေမဲ့သူမရဲ့မိသားစုရဲ့အခြေအနေကြောင့်အိမ်မက်ကိုအကောင့်ထဲဖော်ဖို့လည်းခက်ခဲပါတယ်ဂွမ်ရှစ်ကသူမရဲ့အိမ်မက်ကိုအမြဲတမ်းအားပေးပြီးတော့သူမရဲ့ဘေးမှာအမြဲတမ်းရှိနေတဲ့သူပါဇလန်ရဲ့အဓိကအကြောင်းရင်းကသူတို့နှစ်ယောက်ရဲ့အချစ်ဇလန်နဲ့အတူသူတို့ရဲ့အိမ်မက်တွေကိုအကောင့်ထဲဖော်ဖို့ကြိုးစားတဲ့အကြောင်းပဲဖြစ်ပါတယ်ဇလန်ထဲမှာကဂျေဂျူးကျွန်းရဲ့သဘာဝအလှတွေဒေသခံလူတွေရဲ့ဘဝနေထိုင်မှုပုံစံတွေကိုလည်းပြည်သက်တွေကတွေ့မြင်ရမှာပါ1950ခုနှစ်တွေရဲ့ဂျေဂျူးကျွန်းရဲ့သမိုင်းကြောင့်နဲ့ယဉ်ကျေးမှုတွေကိုလည်းဇလန်ထဲမှာထည့်သွင်းထားပါတယ်ဇလန်ရဲ့အဓိကအကြောင်းရင်းတွေကအချစ်မိသားစုအိမ်မက်တွေနဲ့ဘဝရဲ့အတိတ်ပဲတွေကိုပုံဖော်ထားတာပါဇလန်ရဲ့အဓိကချက်တွေမှာဆိုရင်ငယ်ဘဝကအချစ်တွေပြီးတော့အိမ်မက်တွေကိုအကောင့်ထဲဖော်ဖို့ကြိုးစားမှုတွေမိသားစုရဲ့အရေးပါမှုဂျေဂျူးကျွန်းရဲ့သဘာဝအလှနဲ့ယဉ်ကျေးမှုဒီဇလန်တွေဟာပြည်သက်တွေကိုနှွေးထွေးတဲ့ခန်းစားချက်တွေပေးစွမ်းနိုင်တဲ့ဇလန်တွေတစ်ခုပဲဖြစ်ပါတယ်။ဇက်ကောင်တွေရဲ့ခန်းစားချက်တွေကိုပြည်ပြင်းစွာတရုပ်ဆောင်ထားပြီးတော့ဂျေဂျူးကျွန်းရဲ့လှပတဲ့နောက်ခံရှုခင်းတွေကလည်းဇလန်ကိုပုံမှုဆွဲဆောင်မှုရှိစေပါတယ်။နောက်ထပ်ပြသွားပေးမှာကတော့ sorry not sorry ဆိုတဲ့ဇလန်လေးပဲဖြစ်ပါတယ်ဒီဇလန်လေးရဆိုရင်ခေတ်ပေါ်အချစ်ဟာတာအမျိုးအစားကိုလက်ဆက်တဲ့ရှုထောင့်ကနေတင်ဆက်ထားပြီးတော့ဘဝရဲ့လက်တွေ့ကြတဲ့အခြေအနေတွေကိုလည်းပေါင်းစပ်ထားတဲ့ဇလန်ကောင်းတစ်ခုပါဒီဇလန်ဟာခေတ်သစ်ပြည်သက်တွေနဲ့တသားတည်းဖြစ်တဲ့ခေါင်းစဉ်တွေဖြစ်တဲ့ငွေကြေးအခက်ခဲမမျှော်လင့်မဲ့မိဘဖြစ်လာရတာပြီးတော့ရှုပ်ထွေးတဲ့ဆက်ဆံရေးတွေကိုရိုးရှင်းစွာတင်ပြထားတာမျိုးပါလက်တွေ့ကြတဲ့အဓိကဇက်ကောင်တွေကကြီးဆောင်ရီဒီဇက်ကောင်ဆိုရင်တော့ချောင်းစုံမင်းကတရုပ်ဆောင်ထားတာပါသူမဟာအကောက်နဲ့မိန်းကလေးတစ်ယောက်အနေနဲ့တရုပ်ဆောင်ထားတာပါသူမမှာအမားတွေရှိပေမဲ့ခန္ဓာရည်ရှိပြီးတော့လူသားဆန်စွာကြော်ဖြတ်ခဲ့တဲ့ပုံတွေကိုလည်းရိုက်ကူးထားတာပါကြည့်ရှုသူတွေဟာသူမရဲ့မမျှော်လင့်ထားတဲ့အခြေအနေတွေကိုဖြတ်တန်းသွားတာတွေကိုအားပေးကြည့်ရှုရမှာဖြစ်ပါတယ်ကိုမင်းချောင်းနဲ့ဂျန်ဟီယောင်းတို့ပါဝင်တဲ့ဇက်ဖို့တရုပ်ဆောင်တွေကလည်းဇလန်းကိုနှက်ဆိုင်မှုနဲ့ဟာတာတွေကိုလည်းပေါင်းထည့်ထားပါတယ်။သူတို့ရဲ့တငယ်ချင်းဆက်ဆက်ရေးနဲ့ရုန်းကန်မှုတွေကတကယ်ကိုလက်တွေ့ဘဝနဲ့နှိစက်စေပါတယ်။ဒီဇလန်တွေဟာဘဝရဲ့မလမပတဲ့အစိတ်အပိုင်းတွေကိုရှောင်သွားတာမျိုးမဟုတ်ဘဲနဲ့လူအများရင်ဆိုင်နေရတဲ့ငွေကြေးဝင်ထုတ်ဝင်ပိုးတွေနဲ့စိတ်ပိုင်းဆိုင်ရာပင်ပန်းမှုတွေကိုတင်ပြထားတာကြောင့်ပြည်သက်တွေနဲ့လည်းတသားတည်းဖြစ်စေပါတယ်။အဲ့လိုပဲတကူတဲ့မဖြစ်ချင်တဲ့ကွာရှင်းချင်းလိုမျိုးအကြောင်းအရာတွေကိုလည်းလက်တွေ့ကျတဲ့အတိုင်းအတာတစ်ခုထိကိုကင်တွယ်ထားတာမျိုးပါဇလန်တွေဟာလေးနဲ့တဲ့ခေါင်းစဉ်တွေကိုကင်တွယ်ထားပေမဲ့ဟာတာဆန်တဲ့အခိုက်အတန့်တွေနဲ့ပေါ့ပါတဲ့အငွေသက်ကိုလည်းထိန်းထားပါတယ်ဟာတာတွေဟာဇက်ကောင်တွေအပြန်အလှန်ဆက်ဆံမှုနဲ့အခြေအနေတွေကနေသဘာဝတကျဖြစ်လာတာမျိုးပါဇလန်တွေရဲ့အခြေအစိတ်ပိုင်းတွေဟာလည်းဟာတာအစိတ်ပိုင်းတွေနဲ့ကောင်းစွာမျှတအောင်လည်းပြုလုပ်ထားပါတယ်ကျောင်းစုမင်းဟာသူမရဲ့ဇက်ကောင်ရဲ့ခန်းစားချက်တွေကိုအသေးစိတ်ဖော်ပြနိုင်တဲ့အကောင်းဆုံးသရုပ်ဆောင်ချက်ကိုလည်းပေးစွမ်းပါတယ်ဇက်ကောင်တွေကြားကဒီ chemistry တုတ်ပြန်မှုတွေဟာလည်းအဓိကအားသာချက်တစ်ခုပဲဖြစ်ပါတယ်
ကိုရီးယားဇလန်တွေအများစုလိုပဲ sorry not sorry ဟာဇက်ကောင်တွေနဲ့သူတို့ရဲ့ဆက်ဆံရေးတွေကိုတဖြည်းဖြည်းနဲ့တိစောက်ထားတာပါ။ကြီးစုသူတချို့ကဇလန်အရှိန်အဟုန်ကိုအနှဲငယ်နှိပ်ကွေ့တယ်လို့ထင်ကောင်းထင်နိုင်ပါတယ်။ဇလန်တွေဟာမကြာခဏကိုအလွန်ကိုမှရည်စရာကောင်းပေမဲ့ဒီအားကောင်းတဲ့စိတ်ခံစားမှုအခိုက်အတန့်ကိုလည်းပေးစွမ်းနိုင်စွမ်းရှိပါတယ်။ Sorry not sorry ဟာခေတ်ပေါ်ဆက်ဆံရေးနဲ့ဘဝရဲ့မမျော်လင့်ထားတဲ့အလှည့်အပြောင်းတွေကိုလက်ဆက်တဲ့ရှုထောင့်ကနေတင်ဆက်ပေးထားတဲ့နှစ်သက်စရာကောင်းတဲ့ဇလန်တွေတစ်ခုပဲဖြစ်ပါတယ်။လက်တွေ့ကြတဲ့အငွေအသက်နဲ့အားကောင်းတဲ့ဇက်ကောင်တိစောက်ပုံတွေကိုတန်ဖိုးထားတဲ့အချစ်ဟာသာပရိသတ်တွေအတွက်မဖြစ်မနေကြည့်ရှုတဲ့ဇလန်ကောင်တစ်ခုပဲဖြစ်ပါတယ်။အခုပြပြသွားမယ့်ဇလန်လေးကတော့အရင်တစ်ပတ် HH Channel မှာပြသသွားတဲ့ဇလန်တွေကမှပရိသတ်အများစုအကြိုက်တွေ့ခဲ့တဲ့ဇလန်လေးတစ်ပုဒ်အကြောင်းကိုပြပြချင်ပါတယ်။ဒီဇလန်လေးကတော့ Love Focus ပဲဖြစ်ပါတယ်။ Love Focus ဟာရိုးရှင်းပေမဲ့ရင်းနှီးထိရှိတဲ့ဒီအချစ်ဇလန်ကောင်တစ်ခုပဲဖြစ်ပါတယ်။ရိုးရိုးလေးနဲ့တာမန်လူတွေအချစ်ရေးကိုပုံဖော်ထားတာကြောင့်ကြည့်ရှုသူတွေနဲ့လည်းတသားတည်းဖြစ်စေပါတယ်။လီဆူကင်းနဲ့မွန်ချယ်ဝန်းရဲ့တရုပ်ဆောင်ချက်တွေကလည်းဒီဇလန်တွေကအားသာချက်တစ်ခုပဲဖြစ်ပါတယ်။ဂျွန်ဆူဟာမူလတန်းကျောင်းကလေးကဟွန်ဝုဒ်ကိုချစ်ခဲ့ပေမဲ့သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကအမြဲတမ်းရှုပ်ထွေးနေပါတယ်။ဟွန်ဝုဒ်ဟာယောက်ျားလေးတွေကိုအမြဲတမ်းအထင်သေးပြီးတော့ဂျွန်ဆူကိုအချစ်ဆုံးတကယ်ချင်းလိုပဲသတ်မှတ်ထားတာပါ။ဂျွန်ဆူဟာဟွန်ဝုဒ်ကိုသူ့ရဲ့ခံစားချက်တွေကိုဖော်ပြဖို့စူးစမ်းပေမဲ့အမြဲတမ်းအခက်အခဲတွေနဲ့ကြုံတွေ့ရပါတယ်။ဇလန်ရဲ့အဓိကချက်ကတော့သူတို့နှစ်ယောက်ရဲ့ရှုပ်ထွေးတဲ့ဆက်ဆံရေးနဲ့အချစ်ကိုရှာဖွေတွေ့ရှိတဲ့အကြောင်းပါ။လီဆွန်ဂီဟာဂျွန်ဆူရဲ့ဇက်ကောင်ကိုပြည်ပြင်းစွာတရုပ်ဆောင်နိုင်ခဲ့ပါတယ်။သူ့ရဲ့ရိုးသားမှုနဲ့ဟာသားညံရွှဲမှုတွေကဇလန်ကိုပို့ပြီးတော့ပြောစရာကောင်းပါတယ်။မောချယ်ဝွန်ဟာဟွန်ဝုဒ်ရဲ့ဇက်ကောင်ကိုအကောင်းဆုံးတရုပ်ဆောင်နိုင်ခဲ့ပါတယ်။သူ့ရဲ့ခက်ထန်ပေမဲ့နူးညံ့တဲ့အစိတ်ပိုင်းတွေကိုပရိသတ်တွေခံစားနိုင်အောင်တရုပ်ဆောင်နိုင်ခဲ့ပါတယ်။ Director Park Jin-pyo ဟာဇလန်ရဲ့ရိုးရှင်းတဲ့အငွေအသက်ကိုကောင်းကောင်းဖန်ယူနိုင်ခဲ့ပါတယ်။ဇက်ကောင်တွေရဲ့ခံစားချက်တွေကိုလည်းပြည်ပြင်းစွာပုံဖော်နိုင်ခဲ့ပါတယ်။နောက်ခံတေးဂီတာတွေကဇလန်ရဲ့အချစ်ရဲ့အငွေအသက်ကိုလည်းပို့ပြီးတော့ပေါ်လွင်စေပါတယ်။အားသာချက်တွေကတော့လက်တွေ့ကြတဲ့ဇလန်ဇက်ကွာပြည်ပြင်းတဲ့တရုပ်ဆောင်ချက်တွေဟာသားနဲ့အချစ်ကိုမျှတစွာပေါင်းဆက်ထားတာရိုးရှင်းပေမဲ့လည်းရင်ထဲထိကိုထိစေတဲ့ဇလန်အမျိုးအစားပဲဖြစ်ပါတယ်။ဇလန်ရဲ့အချို့ပိုင်းတွေကလည်းခံမှန်းရလွယ်ကူနိုင်ပါတယ်။ဇလန်ရဲ့အရှင်ဟုန်ကလည်းကြည့်ရှုတဲ့သူတွေနဲ့ဆိုလို့ရှိရင်ဒါနှိကွေးတယ်လို့ခံစားရစေပါတယ်။ဒါပေမဲ့ Love Focus ဟာရိုးရှင်းပေမဲ့ရင်ထဲကိုထိရှတဲ့အချစ်ဇလန်ကောင်တစ်ခုပဲဖြစ်ပါတယ်။ပရိသတ်တွေကိုရီမောစေပြီးတော့စိတ်ခံစားချက်ကိုနှွေးထွေးစေမဲ့ဇက်ကားကောင်တစ်ခုပဲဖြစ်ပါတယ်။အချစ်ဇလန်တွေကိုကြိုက်နှစ်သက်တဲ့သူတွေအတွက်ကတော့အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်မှာပါ။လက်တလော social media မှာနာမည်ကြီးပြီးတော့ hit ဖြစ်နေတဲ့ရုပ်ရှင်ဇလန်တွေအကြောင်းနဲ့ HH ကနေတပတ်အတွင်းပြသသွားတဲ့ရုပ်ရှင်ဇလန်တွေကမှလူကြိုက်များပြီးတော့စိတ်ဝင်စားမှုရရှိထားတဲ့ဇလန်တွေအကြောင်းကိုပြန်လည်စုစည်းပြီးတော့တင်ဆက်ပေးသွားတဲ့အစီအစဉ်လေးပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရရှင်။